ကျွန်တော်ခုရောက်နေတာကတော့တောင်တကုန်း145ရပ်ကွက်ဇောတိကနဲ့အောင်မြင့်မို့လမ်းဆုံမှာဖြစ်ပါတယ်။အောင်မြင့်မို့လမ်းဆိုတာကတော့ဒီဘက်မှာအမတ်နှစ်လမ်းမကြီးကိုထဲပေါက်ပြီးတော့ဒီဘက်မှာရတနာဘုံလမ်းမကေတုပတိလမ်းမလောကလမ်းမတို့ကိုဖြတ်ပြီးတော့စုလေဘုရားထိသွားတဲ့112နဲ့နံပါတ်ခနဲ့လိုင်းကားနှစ်ခုရဲ့ဂိတ်စားရှိရဲ့ပေတရာမိန်လမ်းမကြီးပဲဖြစ်ပါတယ်။ဇောတိကလမ်းဆိုတာကတော့အမတ်နှစ်ဘက်မှာ140ရပ်ကွက်နဲ့ဒီဘက်ချမ်းမှာဆိုရင်145ရပ်ကွက်တို့ကိုခြားထားတဲ့ရပ်ကွက်ခြားလမ်းမဖြစ်ပါတယ်။ရောက်ချပေးခြင်းတဲ့မြေကွက်လေးကတော့ဒီရပ်ကွက်ခြားမိန်လမ်းမကြီးပေါ်ကပေ40ပေ60ပါမစ်မြေကွက်လေးကိုရောင်းချပေးခြင်းတာဖြစ်ပါတယ်ခင်ဗျာ။ဒီမြေကွက်လေးဖြစ်ပါတယ်။ဇောတိကလမ်းကြီးဟာဒီဘက်ကိုဆက်သွားမယ်ဆိုရင်ပေ60လမ်းနဲ့ပေ100မိန်လမ်းမကြီးတို့ကိုဖြတ်ပြီးတော့ဂရေကဒါလမ်းမှာဆုံးသွားမှာဖြစ်ပါတယ်။ဒီဘက်ကိုသွားမယ်ဆိုရင်တော့ကျွန်တော်တို့ခုနကရက်ခဲ့တဲ့အောင်မြင့်မို့လမ်းမကြီးကိုပောက်သွားမှာဖြစ်ပါတယ်ခင်ဗျာဈေးနှုန်းကတော့3100ပဲခေါ်ထားပါတယ်ခင်ဗျာပေ40ပေ60ပါမစ်မြေမျိုးစားဖြစ်ပြီးတော့စီပင်အိုးအိတ်စစ်ဆေးပြီးသားဖြစ်ပါတယ်အိတ်ချမ်းကြီးစီးနေတွေနဲ့စစ်ဆေးဝယ်ယူလို့ရပါတယ်ခင်ဗျာဒီပြင်မှာကျူးရှိမရှိလမ်းချိန်တွေချက်ခတ်ထားတဲ့ခြေနေတွေကိုကြည့်ပြီးဆိုတော့အနာဂတ်လားလာအတွက်ညီမုံတဲ့တစ်ခါထပ်ပြပေးပါမယ်ခင်ဗျာရောက်ချပေးမယ့်မြေကွက်ဒီနေရာလေးကဒီနေရာလေးဖြစ်ပါတယ်ခင်ဗျာဒါကြီးကတော့ဇောတိကရက်ွက်ချလမ်းမဖြစ်ပါတယ်ဒါကတော့အောင်မြင့်မို့လမ်းဖြစ်ပါတယ်ဗီဒီယိုစမှာရက်ခဲ့တဲ့နေရာလေးကဒီနေရာလေးမှာရက်ခဲ့တာဖြစ်ပါတယ်ဗီဒီယိုထဲမှာပြောခဲ့တဲ့အတိုင်းအောင်မြင့်မို့လမ်းရဲ့ဒီဘက်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့အမတ်နှစ်လမ်းမကိုပောက်သွားမှာဖြစ်ပါတယ်အမတ်နှစ်မိန်လမ်းမကြီးကနေပြီးတော့အောင်မြင့်မို့လမ်းတိုင်းဝင်လာပြီဆိုတာနဲ့10မိနစ်လောက်မောင်းလိုက်တာနဲ့ဇောတိကလမ်းကိုရောက်ပြီပဲဖြစ်ပါတယ်ဇောတိကလမ်းတိုင်းဆင်းလာပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့မြေခွေလေးကိုရောက်သွားမှာဖြစ်ပါတယ်ဇောတိကလမ်းကလည်းဒီဘက်ကနေပြီးတော့ကျွန်တော်တို့ဒီအောင်မြင့်မို့လမ်းကနေစပြီးတော့ဂျားထဲမှာပေ60လမ်းကိုဖြတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့300မိန်လမ်းမယူထပ်ဖြတ်ပါမယ်300မိန်လမ်းမကြီးကလည်းပေတရာကျဲတဲ့လမ်းကျဲဖြစ်ပြီးတော့ကျွန်တော်တို့အမတ်နှစ်လမ်းမထိပေါက်ပါတယ်ခင်ဗျာဒါတော့300လမ်းမကြီးကအမတ်နှစ်လမ်းထိပေါက်သွားတဲ့နေရာကိုပြတာဖြစ်ပါတယ်ကျွန်တော်တို့ခုနရောင်းချပေးတဲ့မြေကွက်လေးကဒီ300လမ်းမကိုလည်းဖြတ်မယ်ရက်ကွက်လမ်းကျဲပေ60လမ်းကိုလည်းဖြတ်ပြီးတော့နောက်ဆုံးဂရေကဒါလမ်းမှာဆုံးသွားမှာဖြစ်ပါတယ်ဂရေကဒါလမ်းဆိုတာကလည်းရက်ကွက်ချလမ်းဖြစ်ပါတယ်ဒီဘက်မှာ150ရက်ကွက်ရှိပြီးတော့ဒီဘက်မှာ140ရက်ကွက်ရှိပါတယ်ဒီဘက်မှာ145ရက်ကွက်ရှိပါတယ်ရက်ကွက်3ခုကိုခြားထားတဲ့ဂရေကဒါလမ်းမှာဇောတိကလမ်းကြီးဟာဆုံးသွားမှာဖြစ်ပါတယ်ခင်ဗျာအောင်မြင့်မို့လမ်းရဲ့ဒီဘက်ချမ်းကိုဆက်လာမယ်ဆိုလို့ရှိရင်ရတနာဘုံလမ်းထိပ်မှာဆိုရင်နံပါတ်ခနစ်လိုင်းကားဂိတ်ရှိပါတယ်နံပါတ်ခနစ်လိုင်းကားဆိုလို့ရှိရင်လည်းဒီဆူးလေးဖျားထိသွားတဲ့ဒီတိုင်းကားဖြစ်ပါတယ်ဒီနေရာမှာဂိတ်စားတာဖြစ်ပါတယ်ဒီဘက်ကိုဆက်လာမယ်ဆိုလို့ရှိရင်လော်ကားလမ်းနဲ့အောင်မြင့်မို့လမ်းနဲ့ဆုံတဲ့နေရာမှာ112ကားဂိတ်ကိုထပ်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီ112ကားဂိတ်ကလည်းဆူးလေးဖျားထိသွားတဲ့တိုင်းကားဂိတ်အကြီးပဲဖြစ်ပါတယ်အများခုကျွန်တော်တို့ရောင်းချပေးမယ့်မြေခွက်ဟာဆိုလို့ရှိရင်145 146 140ရပ်ကွက်မှာဖွဲ့စည်းထားတဲ့အဓိကမိန်လမ်းမကြီးတွေဖြစ်တဲ့ဇောတိကအောင်မြင့်မို့ပေ60သိန်း100ဂရေကဒါအလုံးတို့နဲ့ချိတ်ဆက်မှုရှိပြီးတော့ဒီရက်ွက်ချာဇောတိကမိန်လမ်းမကြီးပေါ်မှာမေးတင်နေတဲ့မြေခွေလေးပဲဖြစ်ပါတယ်ခင်ဗျာမြေခွေလေးရဲ့လားလာကတော့အရန်ကိုကောင်းပါတယ်ခင်ဗျာဟုတ်ကဲ့ဒီပြင်မှာရောမြေပုံမှာရောကြည့်ပြီးပြီဆိုတော့ပေတရာအောင်မြင့်မို့လမ်း300လမ်းတို့နဲ့ရက်ွက်လမ်းကျဲပေ80လမ်းဂရေကဒါလမ်းတို့ကိုပါထဲပေါက်တဲ့အပြင်ရက်ွက်ချာမိန်လမ်းမပေါ်မှာမေးတင်ထားတဲ့ဒီလိုသိန်းလို့ကောင်းပြီးတော့ရောင်းရလွယ်အနာဂတ်အကျိုးမြတ်အများကြီးရောက်နိုင်တဲ့ဒီနေရာလေးကို3100ထဲနဲ့ရင်းနှီးမြှုပ်နှံထားဖို့စိတ်ဝင်စားတဲ့ဆိုရင်တော့အခုပဲအယောင်းခင်ကမြတ်အောင်ဝယ်နိုင်ဖို့ကြိုးတော်ဆောင်နဲ့ဆက်သွယ်လိုက်ပါခင်ဗျာ